အားလုံးပဲမင်္ဂလာပါကျွန်တော်ခုပြောပြပေးသွားမှာတော့တောင်အမေရိကရှိချီလီနဲ့အာဂျင်တီးနားနယ်စပ်မှာအင်အားပြည့်ထန်တဲ့ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်ဒီဖြစ်ရကြောင့်ဆူနာမီတတိပေးချက်တွေထုတ်ပြန်ထားပြီးဒေသခံတွေဘေးလွတ်ရာကိုအမြန်ဆုံးရွှေ့ပြောင်းကြဖို့အာဏာပိုင်တွေကညွှန်ကြားထားပါတယ်ဒီငလျင်ဟာအာဂျင်တီးနားကမ်းလွန်ဒေသမှာဖြစ်ပေါ်ခဲ့ပြီးအင်အားမဂနီကျူ7.5အဆင့်ရှိပါတယ်ငလျင်ပေါ်ကျချီလီနဲ့အနာဒီကတိုက်အနီးမှာတည်ရှိပါတယ်ဆူနာမီလိုင်းတွေဖြစ်ပေါ်လာနိုင်တဲ့အန်ယူဒီကြောင့်ချီလီကမ်းရိုးတန်းဒေသတွေမှာပေါ်ဆွဲသတိပေးချက်တွေနဲ့လူထုကိုသတိပေးနေရဖြစ်ပါတယ်ချီလီအာဏာပိုင်တွေကကမ်းရိုးတန်းဒေသခံတွေကိုမြေကမ်းနေရာတွေကနေရင်းတဲ့နေရာတွေစီချက်ချင်းရွှေ့ပြောင်းကြဖို့ညွှန်ကြားထားပါတယ်လက်ရှိအချိန်မှာငလျင်ကြောင့်ထိခိုက်ပျက်စီးမှုတေးသေးအခြေအနေကိုတော့မသိရသေးပါဘူးအာဏာပိုင်တွေကအခြေအနေကိုအနီးကပ်စောင့်ကြည့်နေဆဲဖြစ်ပါတယ်